ဇက်ကစခန်းလေးမှာနေထိုင်ရပေမဲ့တချင်းဆိုပါရမီကောင်းမွန်တာကြောင့်နာမည်ကြီးလာခဲ့တဲ့ကရင်မလေးကူကူအားလုံးပဲမင်္ဂလာပါဗာမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်အခုရပိုင်းအတွင်းမှာအသက်ငယ်ငယ်မိန်းကလေးတယောက်ရဲ့အတန်ကောင်းကောင်းနဲ့တီးဆိုထားတဲ့တချင်းတစ်ပုဒ်ကနာမည်ကြီးနေတာပါပြောနေတေကဲလို့ခေါ်တဲ့ဒီတချင်းကိုကလေးရွယ်သားရှိသေးတဲ့မိန်းကလေးတယောက်ကပမန်နိုင်တီးဆိုထားတာကြောင့်ကြည့်ရှုသူတွေအများကြီးရနေပါတယ်ဒီတချင်းကိုတီးဆိုထားသူကတော့ဂူဂူလို့ခေါ်ပြီးအသက်ကတော့12နှစ်ရွယ်သားရှိသေးတာပါအသက်ငယ်ပေမဲ့လည်းအစိုးရချင်းကတော့ဆရာမကြီးတယောက်ဖြစ်နေကတချင်းတစ်ပုဒ်လုံးကိုဝိုင်းရင်အစိုးရကြီးတယောက်လိုဆိုပြသွားနိုင်ခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်ရတဲ့ဂူဂူကငငယ်ကလေးကတချင်းဆိုရတာကိုဝါသနာပါတဲ့သူပါနာမည်အရင်ကတော့ Not Tree Shot လို့ခေါ်ပြီးဖျားပေးတဲ့အတန်ပိုင်ရှင်လို့ပြောရလောက်အတန်ကကြည်လင်ပါတယ်လူမန်းတိတက်ဆရွယ်ကလေးကတချင်းဆိုတက်နေပြီးဖြစ်ကအသက်ကြီးလာတဲ့မျှသူ့ရဲ့အရေးချင်းတွေကတိုးတက်လာခဲ့ပါတယ်စကောကရင်မလေးဖြစ်တဲ့ဂူဂူဟာဒုက္ခသည်စခန်းမှာနေရပေမဲ့လည်းအားရဲ့ချိန်တိုင်းမှာတချင်းတွေတီးဆိုနေတတ်တာပါပြောနေတေကဲတချင်းကို Soft Plug ကရေးသားပေးထားတာဖြစ်ပြီးဂူဂူကအတန်ကောင်းကောင်းနဲ့တီးဆိုပြလိုက်ပါတယ်ဒီတချင်းကဂူဂူရဲ့ကိုပိုင်တချင်းတစ်ပုဒ်ဖြစ်ပြီးအရင်ကတော့ cover ဆောင်းတွေကိုပဲတီးဆိုခဲ့တာပါဖះเจ้าမှလည်းတီးဆိုသလိုမင်္ဂလာပွဲတွေရှိရင်လည်းဂူဂူကဖျော်ဖြေပေးတတ်ပါတယ်အသက်12နှစ်ရွယ်ကလေးကဒီလောက်ထိအတန်ကောင်းမယ်လို့မထင်ထားကြပဲပမိုင်နိုင်တီးဆိုနိုင်တာကသူ့ရဲ့အရေးချင်းတစ်ခုဖြစ်လာပါတယ်ဒုက္ခသည်စခန်းမှာနေထိုင်တာကြောင့်အစိုးပညာကိုမြို့ကြီးပြကြီးတွေမှာတွားရောက်မတင်ကြားနိုင်ပေမဲ့လည်းလေ့ကျင့်မှုကတော့အားကောင်းပါတယ်ဒါကြောင့်ပြောနေတေကဲတချင်းနဲ့တင်ဂူဂူကအရန်အောင်မြင်သွားခဲ့တာပါတချင်းတွေကိုနုနုညံ့ညံ့တီးဆိုရတာမကြိုက်ဖဲစိတ်ပါလက်ပါနဲ့အာရပါရတီးဆိုရတာကိုသဘောကျလို့ဒီတချင်းနဲ့လူသိများတော့တာပါတရင်ဆရာကလည်းကောင်းတယ်လို့ဆိုရင်သူကလည်းပိုင်နိုင်တာကြောင့်တစ်ခေါက်နားထောင်ပြီးတာနဲ့ဆက်ပြီးနားထောင်ကြလောက်အောင်လက်ဆောင်မှုလည်းရှိနေပါတယ်ဂူဂူရဲ့မိဘတွေကအစိုးပညာနဲ့ပတ်သက်ပြီးတော့မတင်ကြားပေးဖြစ်ပေမဲ့လည်းသူဖြစ်ချင်တဲ့အရာတွေကိုတော့ပတ်မိုးပေးနေတာပါဂူဂူကအစိုးရဖြူဖြူကျော်သိန်းကိုအားကြတာကြောင့်ဆရာဝန်လည်းဖြစ်ချင်တယ်လို့အစိုးရလည်းဖြစ်ချင်ပါတယ်မြန်မာကျောင်းမှာ9တန်းထိတက်ခဲ့ပြီးတဲ့ဂူဂူကအင်္ဂလိပ်ကျောင်းကိုပြောင်းပြီးတော့တက်တော့မှာပါမော်ဒယ်လုပ်ကိုလည်းဝါသနာပါတာကြောင့်မော်ဒယ်တယောက်ဖြစ်အောင်လည်းစူးစမ်းတော့ဖို့ရည်မှန်းထားပါတယ်ဂူဂူကဘယ်နေရာမှာပဲရောက်ရောက်သူ့ရဲ့အိမ်မက်တွေကိုတော့အကောင့်ထဲဖော်နေပြီး cover ဆောင်းတွေကိုစတင်သိဆိုရင်လူသိများတော့တာပါသူ့ရဲ့အကောင့်မှာလည်းတချင်းဆိုနေတဲ့ဗီဒီယိုလေးတွေကိုတင်ပေးတတ်ပါတယ်ကရင်မလေးဂူဂူကဂီတာလည်းကောင်းကောင်းတီးတတ်ပြီးပီယနိုတီးတာကိုလည်းလေ့ကျင့်နေတာပါမြန်မာဘာသာစကားနဲ့လည်းတီးဆိုနိုင်တယ်လို့ကရင်ဘာသာစကားနဲ့လည်းတီးဆိုနိုင်တဲ့ဂူဂူကတော့ပြည်ရင်းသားမကပြည်ပရောက်နေတဲ့ကရင်တိုင်းရင်းသားတွေကလည်းအားပေးကြပါတယ်ဒုက္ခသည်စခန်းမှာပြောင်းရွှေ့နေထိုင်ရတဲ့ဆိုပြီးတော့အားမငယ်ပဲပညာရေးဘက်မှာလည်းစ조사တယ်လို့အစိုးပညာပိုင်းကိုလည်းစ조사နေတဲ့ဂူဂူကတစ်ချိန်မှာတော့အောင်မြင်တဲ့ဆိုတော့တယောက်ဖြစ်လာနိုင်ပါတယ်သူ့ဘေးမှာကိုကြီးဖေးမမဲ့သူတွေကလည်းအစင်သက်ရှိနေပြီဖြစ်လို့နောက်ထပ်သချင်းတွေလည်းထပ်မံထုတ်သွားအောင်ပါဂူဂူဟာသချင်းတင်လိုက်ပေမဲ့လည်းဒီလောက်ထိအားပေးကြမယ်လို့မထင်ထားခဲ့ပါဘူးဗရမ ्या မှန်ရနိုမနစ်တာကြောင့်ဂူဂူကဒုက္ခသည်စခန်းကနေလူသိများတဲ့ဆိုတော့တယောက်ဖြစ်လာခဲ့ပါပြီပရိသတ်ကြီးရောဂူဂူရဲ့အတန်ကိုသဘောကျရင်လားဆိုတာပြပြခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ